ကဲဒီစားကြည့်ပြီနော်3လုံးပေါင်းရင်9ပါ9နောက်တစ်နေ့9ပိုင်9ပါဝါချင်း4ပေါ့ဗျာနော်ဒီ3လုံးပေါင်းရင်ဟာနော်6ပါနော်6ဒီ6ပိုင်နော်ဒီ3လုံးပေါင်းရင်ဟာ5ပါနော်5ဒီ5ပိုင်5ပိုင်နော်ဒီ3လုံးပေါင်းခြင်းဟာ6ပါမနက်ဖြန်တောက်ကြနေကိုမောက်ကြပရင်းနေပြောကြပရင်းနေကို6ပိုင်နော်6ဖြစ်တဲ့အတွက်69 6ပါဝါ1 18ဒါကတော့မိန်းပေါ့ဗျာနော်ဒါကမိန်းနဲ့တူရင်ဒါရဒါကမိန်းတွေလောက်ရတယ်အတွက်နှစ်ကွက်အခွေနေကုန်ခွေနော်အခွေနေကုန်ခွေနော်4661နော်ကျွန်တော်ဒီရာကိုကြည့်တာနဲ့နော်ကျွန်တော်ရဲ့စတိကလက်ညှိုးထိုးအောက်က circular လေးကိုနှိပ်တာပါနော်။ဘာကြောင့်လဲဆိုတာကျွန်တော်အမြဲတမ်းတင်မြလေးတွေ့ရအောင်နော်စတိကလက်ညှိုးထိုးတဲ့အောက်က circular ရောဘယ်ဟာကိုပြောတာလဲဆိုကျွန်တော်ပြမယ်နော်။ကြည့်တာပါနော်။ဒါဒီဘက်ကျွန်တော်လည်းတောက်လျှောက်မှန်ခဲ့တယ်ဒီညနေဆိုတော့အမျိုးတို့ကြည့်ဒီညနေဆိုတော့ကျွန်တော်နော်တုံညကိုအပိုင်ပေးလိုက်တာဒါလွဲတယ်ဗျတုံညလေးထွက်တော့နော်စတိကလည်းယူထိုးတဲ့ဟာဆိုဒီဟာပြောရနော်ဒါကိုပြောတာဒါလေးကိုနှိပ်ခိုင်းတာနော်ဒါလေးကိုဒီလိုနှိပ်ခိုင်းတာတရားဒီနှိပ်ခိုင်းတာအဲ့မှာကျွန်တော်ရဲ့ဘောနော်ကျွန်တော်ရဲ့ပို့ကိုတွေ့ရမှာနော်အဲ့အများတိုင်းအဲ့ဒါနှိပ်အဲ့လိုနှိပ်အကောင့်တွေ့အပ်တာနော်ဒါပြောရင်ကျွန်တော်ဒီဘက်နော်အခွေလည်းထွက်တယ်အခွေထဲမှာလည်းနှစ်ကွက်ထွက်တယ်အခွေက၄လုံးခွေ6ကွက်2ကွက်ထွက်တယ်နော်၄တိုင်းမှာလည်း break မှာလည်းပါတယ်ဒီနေ့ဒါနော်ပြောမယ်ဆိုရင်ဒီနေ့ဆိုရင်6မှာလည်းပါတယ်နော်အဲ့လိုလေးရှိရပြန်နော်အားလုံးမနှိပ်ပြီးတာဒီနာမျိုးတို့အောက်ကဟာတွေနှိပ်တာနော်